ကဲဒီဆရာသမားရေးတန်ဘူးကိုကိုင်းပြီးဘာလို့မလဲဆိုတာကြည့်လိုက်ရအောင်ဗျာကဟင်းဆက်တဲ့ခုံးနဲ့ဘူးကိုအပေါက်တိလိုက်ဖောက်နေတာလေးဝင်းလေးထွေးကောင်းအောင်နေမှာနော်ဒီလိုမျိုးဘူးလီးဘူးလို့လို့မယ်ဗျာဒါမျိုးကအိမ်မှာရှိတဲ့အဟောင်းတွေတုံးရင်ရပြီးအတိအကျကိုလှီးထုတ်လိုက်တာဗျာလက်ရကတော့ရှယ်တက်ရက်နေတာပဲပြီးရင်တော့ဖော့ဘူးအဟောင်းလေးတွေရှာမယ်ရေးစည်းစင်းမှုကောင်းအောင်အောက်ခြေမှာအပေါက်ဖောက်ပြရမယ်နော်အိမ်မှာမလိုတဲ့ဖော်ဘူးတွေရှိရင်လွှတ်မပြစ်နဲ့အခုလိုစိုက်ပျိုးကြီးလုပ်လို့ရတယ်ဗျာကဲဖော်ဘူးထဲကိုမြေဆွေးတွေထည့်မယ်အပြည့်အကြီးမထည့်နိုင်ဘူးနော်ခုနကလှုပ်ထားတဲ့ရေတန့်ဘူးပက်ကိုအလဲတက်တက်မှာထားလိုက်မယ်ဒါဆရာကြီးကွက်နော်ဘေးပတ်ပတ်လေးကိုမြေကြီးတွေထပ်ဖြည့်ပေးလိုက်ဗျာလက်မယွန်းစတိုင်နဲ့ထီတာဖြစ်ဒီနီးလန်းကမြေဩစာကျွေးရတာလွယ်ကူးစေမဲ့နီးလန်းမိုက်လေးတစ်ခုပဲဗျထခွာတီမျိုးကောင်းမျိုးတန့်လေးတွေရွေးတီထောက်လေးတွေမှာလိုက်ဆိုင်မယ်ဗျထချင်းကိုနှစ်စိတ်လောက်ထည့်ဆိုင်ရင်အဆင်ပြေသည်ပြီးရင်မြေပါးလေးပြန်ဖုံးလိုက်နော်ရေလေးရွှဲနေအောင်လောက်ပေးလိုက်အောင်အပင်ပေါက်မြန်အောင်လုပ်လီကဲဒီမှာ highlight ပဲဗျငါးကောင်းငါးပဲ့အသားစားတွေကိုရေးနဲ့ရောထီအနစ်လှုပ်ထားတာအဲ့ဒီအသားစားတွေကိုအလဲကမြုပ်ထားတဲ့ဘူးခွက်ထဲကိုထည့်ပေးလိုက်မယ်ဒါတဘာဝမြေဩစာအစ်စ်ပဲနော်အပင်တွေအတွက်တော့ share အားစေးပဲဗျအနက်မထွက်အောင်ရေးနဲ့ထပ်ဖြည့်ပြီးဘူးဖုန်းလေးပြန်ပေးထားလိုက်တော့မိတ်ဆွေတို့ကအိမ်မှာဒီလိုစိုက်နေမျိုးဆန့်ဖူးကြလားကောမန့်မှာပြောပြခဲ့ပါအောင်9ရက်လောက်ကြာသွားတဲ့အခါတွေ့တဲ့အတိုင်းပဲအပင်ပေါက်စင်စင်လေးတွေထွက်လာပြီဗျာရက်20လောက်ဆိုရင်တော့အပင်တွေဟာတော်တန်းလာပြီအရွက်တွေလည်းဖားလာပြီနော်အောက်ခြေကမလိုတဲ့အရွက်တွေကိုရှင်းထုတ်ပေးလိုက်ဒါမှအပေါ်ကိုအာဟာရပိုရောက်မှာလေသခွားပင်ဆိုတာကနွယ်ပင်ဆိုတော့တက်စရော့ကြိုတန်းလေးတွေလုပ်ပေးဖို့မမေ့နဲ့နော်ဒီအရွက်ရောက်လာရင်မြင်ရတာကစိတ်ချမ်းသာစရာကြီးဗျာရက်ထုံးစီလောက်ဆိုအပွင့်ဝါလေးတွေပွင့်ပြီးအတီးကင်းလေးတွေဆက်ထွက်လာပြီဗျဒီချင်းဆိုရေမလောင်ဖို့တော့လို့မင်းနော်ဂယူးဆိုင်မှာအတီးလက်လေးတွေရမှာကြည့်ပါဦးသခွားတီးလေးတွေကမြင်တာနဲ့ကိုကိုက်စားချင်းစရာလေးတွေဗျာကဲ45ရက်လည်းရောက်ရော့ဘာပြောကောင်းမလဲဗျာသခွားတီတွေတွဲလောင်းကိုကြာနေတာပဲဈေးသွားဝယ်စရာမလိုတော့ဘူးအိမ်မှာစိုက်အိမ်မှာစားဈေးမပါဘာမပါ share organic ပဲဒီလောက်များနေတာဟင်းချက်စားမလားအစိမ့်လိုက်ဝါမလားကြိုက်တာလို့တော့ဗိတ်တက်ကြီးဒီလိုအသီးတွေဝယ်နေတာမြင်ကတော့ဘလို့နေလဲမိုက်တယ်မလားအသီးတွေကလည်းဖွေးတုတ်နဲ့ရောင်းတန်းဝင်တဲ့ site တွေကြီးပဲဗျာကကြီးနဲ့တစ်ဖြက်လိုက်ညပ်ပြီးခူးလိုက်ရတာဖီးအပြည့်ပဲဗျာသခွားတီကြိုက်တဲ့သူငယ်ချင်းတွေကိုလည်းဒီဗီဒီယိုလေးလက်တို့ပြီးပြလိုက်ပါဦးနော်တချီလုံးအပြည့်ပဲဟေးဘာလို့သေးလဲ share တက share ပဲအတွင်းသားလေးကလည်းဖွေးဦးနေတာပဲလက်ဆက်ဆိုတော့အရသာကတော့ share ပေးနေမှာကဲနောက်ဗီဒီယိုဒီမှာလည်းမိုက်တာတွေလာအောင်မှာမို့ follow လုပ်ထားဖို့မမေ့နဲ့နော်တတာ